ကျွန်တော်တို့ရဲ့အနေနဲ့ဗတဲ့ဆိုင်တိုင်းအမြဲရှုံးနေမယ်ဆိုရင်ဘာလို့ခုစဉ်းစားကြလဲဒါမှမဟုတ်လောက်ပေါက်ကန်ဒီအချိန်တွေမှာလောက်ပေါက်ရဲ့လိန်ရဲ့စက်ညစ်ဘက်မှာပေါ်တဲ့မီနီယံကိုလာရှင်းတဲ့အခါမျိုးတွေမှာဘယ်လိုမျိုးကောင်တာတက်ကြလဲနောက်ပြီးတော့ကိုယ့်ရဲ့အသင်းကတာတေယူနေတဲ့အချိန်မှာတစ်ဖက်သင်းကတာတေဆက်ညင်ဘက်မှာဘတ်သွားခိုးနေမယ်ဆိုလို့ရှိရင်ရောဘာလုပ်ကြလဲဒီကနေ့မှာတော့ Onyx Philippines အနေနဲ့ဒီလိုအချက်တွေပေါ်မှာဘယ်လိုစော်သွားသွားလဲဆိုတာတွေနဲ့ running မှာရောပြိုင်ပွဲတွေမှာအသုံးပြုလို့ရနိုင်တဲ့ tips and tricks တွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ပွဲပေါ်အဖြေရှာတာပါဒီပွဲမှာအချင်းတော်ကြတဲ့အထိ Onyx Philippines ကဒေါ်လဲမရသလိုဗတဲ့ဆိုင်နဲ့လုံးဝအမြဲတမ်းရှုံးပါတယ်အဲ့ဒီတော့တစ်ဖက်သင်းက Onyx ကိုဘယ်လိုတောင်းအောင်ဗတဲ့ဆက်လက်ချလဲဆိုတာကိုပြပြပါမယ်သူတို့ရဲ့ဗတဲ့ဆက်တက်ကဘရက်ကငုံမယ်အဲ့လိုမျိုးအချိန်မှာဘရက်ကဘလိုပဲကြုံသွားနောက်ကနေပြီးတော့မှမက်ဒီတာအယ်ဖာကနေလိုက်ပြီးတော့မှဗတဲ့ကိုလိုက်ချမယ်အဲ့လိုဆိုတဲ့အခါမျိုးတွေမှာဟီယိုတယောက်ကညီညီကဲရှိနေတယ်လို့ဗတဲ့ဆုပ်ပြီးတော့ဆိုင်ရတာဖြစ်တဲ့ကြောင့်မလို့ဗတဲ့ကိုခွဲဆိုင်မဲ့ strategy ကအကောင်းဆုံးပဲလို့ပြောလို့ရပါတယ်အဲ့တော့ Onyx Philippines က player individual ကိုအသုံးပြုပြီးတော့မှပြန်ပြီးတော့ဆော့ခဲ့ပါတယ်ဒီမှာဆိုလို့ရှိရင်လောက်ပေါ်တဲ့အခါမျိုးတွေမှာလောကိုဖိုးချဖို့အတွက်ကင်းကောင်နဲ့ Crit က position ယူထားတယ်အဲ့ဒီအချိန်မှာ Kera ကမစ်လင်းကနေလောနဲ့ဝေးရဲ့နေရာမျိုးတွေမှာပေးပြီးတော့မှဗတဲ့ကိုဆိုင်လိုက်တယ်အဲ့တော့ခုနကလိုပဲမေဒီတာအေဖာကနောက်ကလိုက်လာတာဖြစ်တဲ့ကြောင့်မလို့သူတို့နီနေကက်ရှိသွားတဲ့အချိန်မျိုးတွေမှာကင်းကောင်ရဲ့ Crit ကလောကိုဖိုးချခွင့်ရသွားခဲ့တယ်အဲ့လိုအချိန်မျိုးတွေမှာဗတဲ့ကပိုပြီးလဲတာဝါခဲ့တယ်လို့ပြန်ပြီးတော့လဲကမ်းမချက်တွေပြန်ရခဲ့တယ်အဲ့ရောဒီလိုမျိုးအဖြေရှာဝါတဲ့ပုံစံမျိုးတွေမှာတစ်ဖက်ကဗတဲ့9အောင်လို့စုပြီးဆိုင်လာမယ်ဆိုလို့ရှိရင်အခုလိုမျိုး player individual ကိုအသုံးပြုပြီးတော့မှဗတဲ့ကိုပေးပြီးတော့ဆိုင်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေလို့ပြောချင်ပါတယ်ဒီနေရာက individual ကိုအသုံးပြုတာဖြစ်လို့ risk တော့များပေမဲ့ Onyx Philippines စဉ်းစားပုံကအတော်လေးကောင်းတာမလို့ကျွန်တော်ကရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒုတိယမြောက်တစ်ချက်ကတော့ low in ဆက်ချက်ဘက်လိမ့်မှာလိမ့်လာရှင်းတဲ့ကောင်တွေကိုပညာပေးခဲ့တာပါဒီလိုမျိုးတွေကမြင်တွေ့နေကြဆိုပေမဲ့ Onyx Philippines လောက်သွားတဲ့အချက်ကနည်းနည်းလေးထူးဆန်းလို့ပြောပြပေးပါမယ်လောဘော့ကန်ဒီတစ်ဖက်သင်းကလိမ့်လာမရှင်းသေးတဲ့အချိန်မျိုးတွေမှာ Kera ကလှဲတဲ့ကိုခြံထားခဲ့ပါတယ်ဒါကဘာလို့တာလဲဆိုလို့ရှိရင်တစ်ဖက်သင်းကိုဒီနေရာအထိလိမ့်ကိုလာရှင်းခဲ့တဲ့ပုံစံမျိုးပါပဲဖြစ်ချင်တော့မက်ကိုကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်သင်းမှာစက္ကန်တာဝါကရှိနေပါသေးတယ်အဲ့တော့သူကလက်တက်ကိုအကုန်ရှင်းလိုက်လို့နောက်ထပ်ထွက်လာတဲ့ Creed နဲ့သူ့ရဲ့စကန်တာဝါကြားမှာသွားပြီးတော့ Creed တိုက်နေမယ်ဆိုလို့ရှိရင်လေရှိရတာကတစ်ဖက်သင်းကပို့ပြီးတော့လွယ်ပါတယ်နောက်ပြီးကိုကအဲ့ဒီလိမ့်လာရှင်းတဲ့ကောင်ကိုဘလို့မှ pressure ပေးလို့အတွက်မလွယ်တာကြောင့်မလို့လိမ့်ရှင်းဖို့အတွက်အခွင့်တာဝါခြင်းနိုင်ပါတယ်အဲ့တော့ Onyx Philippines အနေနဲ့တစ်ဖက်ကိုဗတဲ့ position ကျုံသွားအောင်လို့အခုလိုနေရာမျိုးဒီလိမ့်လာရှင်းခိုင်းပြီးတော့မှဗတဲ့ကိုနောက်ကနေပတ်ဆိုင်ပါတယ်အဲ့တော့သူတို့ရဲ့ tower advantage ယူဖို့အတွက် tower ကလည်းဝေးနေကြကြောင်းမလို့ဘလို့မှပြန်ပတ်လို့မရတော့ဘဲနဲ့ဒီနေရာမှာဗတဲ့ကဖေးသွားခဲ့ပါတယ်ဒီချက်ကမီနီယန်တွေပေါ်မှာမူတည်ပြီးတော့ Onyx Philippines ကလောက်တော့တစ်ခုဖြစ်တာကြောင့်မလို့တကယ်ကိုသုံးတက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအသုံးဝင်ပါတယ်နောက်ဆုံးချက်ကတော့ဘက်ခိုးတဲ့ strategy ပါဒီနေရာမှာ Onyx Philippines ကဘက်ခိုးလို့မရအောင်လုပ်တဲ့အချက်လေးတစ်ခုတော့ရှိပါတယ်များသောအားဖြင့် assassin jungle ကိုင်မယ်ဆိုလို့ရှိရင်ဒီလို fight ကနေပြီးတော့ rotation လုပ်ဖို့အတွက်ဒီလိုရဲ့စနစ်ဘက်လိမ့်မှာရှိတဲ့ဘက်ကိုအရင်ဆုံးစားတယ်ပြီးတော့မှလီတိုကိုယူတယ်အဲ့လိုပြီးသွားရင်တော့ jungle rotation တိုင်းပဲပုံမှန်ပဲဆက်ဆော့ပါတယ်အဲ့လိုလုပ်တဲ့အခါမျိုးတွေမှာ2မိနစ်ရဲ့ first star တွေပေါ်လာပြီဆိုလို့ရှိရင်ကိုဆစားတဲ့ဘက်ကပေါ်လာကြမလို့တာတရဲ့စနစ်ဘက်လိမ့်မှာဆိုလို့ရှိရင်တစ်ဖက်သင်း jungle ကခိုးဖို့အတွက်တော်တော်လေးအခွင့်ကောင်းရသွားပါတယ်အဲ့တော့ကိုယ့်ရဲ့အသင်းကတာတဲ့ရနိုင်ပေမဲ့လည်းဗကြီးပေးလိုက်ရကြမလို့နည်းနည်းလေးတော့နှိမ်သွားသေးအောင်တော့ရှိပါတယ်ဒါပေမဲ့ကင်းကောင်ရဲ့ rotation ကြတော့အဲ့လိုမျိုးမဟုတ်တော့ပါဘူးတစ်ဖက်သင်းကဘက်ခိုးဖို့အတွက်ဟီယိုတကောင်ပါလာပြီဆိုလို့ရှိရင်သူကအတော်လေးကိုသတိထားပြီးတော့မှ Express Lane ကဘက်ကိုပဲအရင်ဆုံးစားပါတယ်အဲ့တော့အဲ့လိုမျိုးစားရကြမလို့တာတေပေါ်လာတဲ့အချိန်မျိုးတွေမှာလည်းအဲ့ဒီ Express Lane ကဘက်ကပဲအရင်ဆုံးပေါ်တာဖြစ်ပြီးတော့မှသူ့ရဲ့နောက်ထပ်ဘက်တစ်ခုကတော့လုံးဝမပေါ်သေးပါဘူးဒါကြောင့်မလို့ဘက်သွားခိုးဖို့အတွက်သွားမယ်ဆိုရင်တော့မှအချင်းကုန်သွားဖို့ပဲရှိပါတယ်ပြီးတော့ဘသူကမှတာတေကြီးကိုကြော်ပြီးတော့မှတာတေနားမှာရှိနေခဲ့တဲ့ buff ကိုလည်းဒါပြီးတော့မစားတာတကြောင်မလို့တော်တော်လေး safe ဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ hyper ကဘယ်လေးမပြောက်သွားတယ်လို့တာတေမှာလေကိုယ့်ရဲ့ expert လိန်တာတွေကောင်းရင်ကောင်းတယ်လို့ force ချလို့ရတာတဲ့ကြောင့်မလို့တော်တော်လေးတာရလို့ပြောလို့ရပါတယ်ဒါပေမဲ့တစ်ဖက်သင်းကကိုယ့်ရဲ့ဘက်ကိုလာလူးမဲ့ကောင်းနေမဟုတ်ဘဲနဲ့ objective jungle တွေမျိုး alpha fedrin စတဲ့ hero တွေပါလာပြီဆိုလို့ရှိရင်တော့ကင်းကောင်ကအေးစစ်ပါပဲသူကပုံမှန် rotation တိုင်းပဲဆော့ပြီးတော့မှဗန်မခိုးတဲ့ကောင်တွေဆိုတော့လေတာတေရဲ့ဆက်ညင်ပလိမ့်မှာဘက်ကိုစစားရရင်လည်းအစင်ပြေတာကြောင့်မလို့သူကစပြီးတော့ AC ပဲဆော့ပါတယ်အဲ့တော့ bro ရဲ့အနေနဲ့လည်း brand မှာဒါမျိုးကြုံရပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကောင်တာဆော့ရမလဲဆိုတာတွေကိုအနည်းငယ်တော့သိသွားကြပြီလို့ထင်ပါတယ်နောက်ထပ်လည်းအခုလိုမျိုး tips and tricks တွေကိုလည်းကျွန်တော်ကတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe နဲ့ကိုကြီးအားပေးကြဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့တွေ့ပါမယ်အားလုံးပဲ bye bye